ဒါကြလေကွာဘာလို့လုပ်နေကြလဲမပတ်စံနေပတ်စံနေယူသေးလားယူရလေးမပတ်စံ3ဝင်မဟုတ်လားပတ်စံ6သိန်းတောင်လို့နေရနော်မောင်ပတ်စံ6သိန်းကိုဘာမှတော့လိုက်တာလေဟမ်မသိတော့မရဲ့ကုန်သွားပြီမကြီး6သိန်း3မိတာဘာဖြစ်နေရလဲလို့မောင်လေးစေးကြောင်းနောက်ဆုံးနေ့ရောက်နေဒါတော့သုံးမှာပေါ့ကွာမောင်တရက်တည်းပတ်စံ6သိန်းလုံးသုံးလိုက်တာနော်လေမောင်ကျောင်းလာခိုင်လေပေးရအောင်ပဲမောင်ကျောင်းထားဖို့မဘလို့ရအောင်အပြင်မှာစီးပွားဆိုင်နေရလေဟမ်မရဲ့တနေ့စူပူနေရပဲနားတွေလည်းငီးလာမပြီးနိုင်ဘူးလားဟမ်မောင်လုံးဝင်တဲ့ခါကြလို့ရှိရင်မောင်အတွက်ကျောင်းအတွက်ကုန်ထားတဲ့ဟာတွေအကုန်လုံးပြန်ပြီးမှာဟုတ်ပြီလားမမေရဖြေတော့မောင်ပတ်စံနေဘာမှသုံးလိုက်တာလေတကယ်ချင်းနဲ့တော့တောက်လိုက်တာအခါလေးပေါ့မရဲ့နော်မောင်ကြောင်းလည်းမတော်ဘူးမောင်စာလည်းမချက်ဘူးမောင်အဲ့လိုလည်းဘလို့ဆောင်မပွဲအောင်ပါလဲမောင်ရဲ့မောင်တက်အဲ့တငယ်ချင်းတွေပဲတောက်စားပြောပါနေရမောင်လေးလေအိမ်တော်တွေတယောက်ဆိုမောင်တတိရပါဦးမောင်ကဘာလုံးနေလို့လဲလို့